အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ကေတုမနီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ညီမတို့ဒီတစ်ပတ်မှာဆိုလို့ရှိရင်လည်းညီမတို့ကေတုမနီကားရှိုးမှာဆိုလို့ရှိရင် brand new ကားတွေရော used ကားတွေရောအများကြီးရှိထားပါတယ်အဲ့ဒီကားလေးတွေကိုညီမမိတ်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်ညီမအခုပထမဆုံးမိတ်ဆက်ပေးမဲ့ကားလေးဆိုလို့ရှိရင်အခုတလောလူကြိုက်များနေတဲ့ Jet တော်တီဝဲအမျိုးအစားလေးပဲဖြစ်ပါတယ်ဒီကားလေးကဆိုလို့ရှိရင်ဝယ်တူအမီပေါက်ရန်ကုန်လိုင်စင်ရမယ် 1D နောက်ဆုံးနံပါတ်နဲ့ရရှိမဲ့ကားလေးဖြစ်ပါတယ်ဒီကားရဲ့ကတ်တဲ့မို့ညီမတို့ကအခုဆိုလို့ရှိရင်3580ခေါ်ထားပါတယ်ရှင်ဒီကားလေးကတော့ BIC BG60 အမျိုးအစားလေးပဲဖြစ်ပါတယ်ဒီကားလေးကဆိုလို့ရှိရင် 9S ရန်ကုန်လိုင်စင်နဲ့နံပါတ်ထွက်ပြီးသားကားလေးပဲဖြစ်ပါတယ်ဒီကားရဲ့ကားတက်မိုးလေးကညီမတို့က3800ခေါ်ထားပါတယ်ဒါမှမဟုတ်ညီမတို့ဒီမှာ BIC BG60 ကို brand new လူချင်းမင်းတို့အမီပေါက်လိုချင်တယ်ဆိုလို့ရှိရင်လည်း pre-order အနေနဲ့လက်ခံနိုင်ပါပြီရှင်pre-order လေးကတော့အဖြူဈေးလေးကတော့3300အတီးဖြစ်မယ်အမဲလေးကတော့3350အပီးစီဖြစ်ပါတယ်ရှင်ညီမတို့ရှိမှာနောက်ထပ် brand new တွေကဆိုလို့ရှိရင် Zoe S09 လေးလည်းရှိပါမယ်ဒီကားလေးကဆိုလို့ရှိရင်လည်းလူချင်းမင်းတို့ဝယ်တူအမီပေါက်နောက်ဆုံးနံပါတ်ရန်ကုန်လိုင်စင်နဲ့ရမယ့်ကားလေးပဲဖြစ်ပါတယ်ဒီကားရဲ့ကားတက်မိုးလေးကိုညီမတို့ကအပီးစီ3898သိန်းနဲ့ရောင်းချပေးမှဖြစ်ပါတယ်နောက်ထပ်ညီမတို့ရှိမှာ use ကားတွေကဆိုလို့ရှိရင် MG ZS နဲ့ ZST ဆိုပြီးတော့လည်း grade နှစ်မျိုးရှိပါမယ်ဒီဘက်ကကားလေးကတော့ MG ZS model က2020 engine power ကတော့ 1.5 ဒီကားလေးရဲ့ကားတက်မိုးလေးက3450ဖြစ်ပါရဲ့ရှင်ဒီဘက်ကကားလေးကတော့ MG ZST grade ဖြစ်သွားမယ် model ကတော့2024ဖြစ်သွားမယ်ဒီကားလေးရဲ့ကားတက်မိုးလေးကတော့3580ဖြစ်ပါရဲ့မရှိမှာ Sinova D70 လေးရလည်းရှိပါမယ်ဒီကားလေးရဲ့ model ကတော့2019 engine power ကတော့ 1.5 turbo ဒီကားလေးရဲ့ကားတန်မိုးလေးကတော့3350ဖြစ်ပါရဲ့ရှင်ညီမရှိမှာ Suzuki CS ဆိုလို့ရှိရင် model 2020ရုပ်ပြောင်းလေးလည်းရှိပါမယ်ဒီကားလေးရဲ့ကားတန်မိုးလေးကညီမတို့က1620ခေါ်ထားပါတယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင် Hyundai Accent 2021 model ရုပ်ပြောင်းလေးလည်းရှိပါမယ်ဒီကားလေးက Diamond Shell လေးဖြစ်သွားမယ်ဒီကားလေးရဲ့ကားတန်မိုးကိုညီမတို့က3600အတီးခေါ်ထားပါတယ်ရှင်Rio လေး model က2020 engine power ကတော့ 1.4 ဒီကားလေးရဲ့ကားတန်မိုးတော့ညီမတို့က1380ခေါ်ထားပါတယ်ရှင်ညီမတို့ရှိမှာ EV တက်စီတွေကဆိုလို့ရှိရင်လည်း BYD မျိုးစား E2 တက်စီလေးရှိပါမယ်ဒီကားဆိုလို့ရှိရင်လည်းလူချင်းမင်းတို့ရဲ့ဝယ်ယူအမီပေါက်ရရှိမဲ့ကားလေးပဲဖြစ်ပါတယ်ဒီကားလေးရဲ့ကားတန်မိုးအပီးစီလေးကတော့3050ဖြစ်ပါရဲ့ရှင်ညီမတို့ရှိမှာနောက်ထပ်ဇတိကားတွေတဲ့ brand new ကားတွေကဆိုလို့ရှိရင် Beijing X7 လေးလည်းရှိပါအောင်မယ်ဒီကားလေးရဲ့ model က2026ဖြစ်သွားမယ်ဝယ်ယူအမီပေါက်နောက်ဆုံးနံပါတ်နဲ့ရရှိမဲ့ကားလေးပဲဖြစ်ပါတယ်ဒီကားလေးရဲ့ကားတန်မိုးအပီးစီလေးကတော့3145တင်ဖြစ်ပါတယ်ရှင်ငါ့ရှိမှာဂျက်တော်သားရှင်းနေရဆိုလို့ရှိရင်လည်း model 2025 1.6 turbo ဖြစ်သွားမယ်ဒီကားလေးရဲ့ကားတန်မိုးလေးက3180ဖြစ်ပါရဲ့ရှင်နောက်ထပ်ဂျက်တော်သားရှင်းနေရဆိုလို့ရှိရင်လည်း model 2024ဒီကားလေးကတော့ engine power 1.5 ဖြစ်သွားမယ်ဒီကားလေးရဲ့ကားတန်မိုးလေးက3980ဖြစ်ပါရဲ့ရှင်ဒါမှမဟုတ်ညီမရှိမှာဂျက်တော်သားရှင်းကို brand new ပဲလိုချင်တယ်ဆိုလို့ရှိရင်လည်းလူကြီးမင်းတို့ရဲ့အမီပေါင်းနဲ့ရရှိမဲ့ကားလေးရှိပါမယ်အဲ့ဒီရဲ့ကားတန်မိုးလေးကတော့အပီးစီ3200ဖြစ်ပါတယ်ရှင်အဖြူရောင်လေးပဲဖြစ်ပါမယ်ညီမတို့ရှိမှာတောင်ဖမ်းမိတ်ထဲရဆိုလို့ရှိရင်လည်းဇတိကားလေးတွေရှိပါတယ်ဒီကားလေးရဲ့ကားတန်ဖိုးအပီးစီကတော့3620ဖြစ်ပါတယ်ရှင်ခေါင်မဲတွေကလိုချင်တယ်ဆိုရင်တော့3640ပဲဖြစ်ပါတယ်ခုံလုံးနဲ့ရဆိုလို့ရှိရင် Toyota Rush 2 စီးရှိပါမယ်ဒီဘက်ကခဲရောင်လေးကတော့ model 2018ဖြစ်သွားမယ်ဒီကားလေးရဲ့ကားတန်မိုးလေးက3100ဖြစ်ပါတယ်ရှင်ဒီဘက်ကအမဲလေးကတော့ model 2020ဖြစ်သွားမယ်ဒီကားလေးရဲ့ကားတန်မိုးလေးက3230ဖြစ်ပါတယ်ရှင်ညီမရှိမှာခုံလုံးနဲ့ရဆိုလို့ရှိရင်လည်း Jet တော်895 model 2022တစီးရှိပါမယ်ဒီကားလေးရဲ့ engine power ကတော့ 1.6 turbo ဖြစ်သွားမယ်ဒီကားလေးရဲ့ကားတန်မိုးလေးကတော့3990ဖြစ်ပါတယ်ရှင်ညီမရှိမှာ MPV တိုက် EV အမျိုးအစားတွေကဆိုလို့ရှိရင်လည်း BAW EM7 လေး EV လေးရှိပါမယ်ဒီကားလေးရဲ့ကားတန်မိုးလေးကိုဆိုလို့ရှိရင်ညီမတို့3250နဲ့ရောင်းချပေးမှာဖြစ်ပါရဲ့ရှင့်ညီမရှိမှာ Kia Sportage model 2024ရှိပါမယ်ဒီကားလေးရဲ့ကားတန်မိုးကိုဆိုလို့ရှိရင်လည်းညီမတို့3490ခေါ်ထားပါတယ်ရှင့်ညီမတို့ရှိမှာဆိုလို့ရှိရင် Honda HS7 ကဆိုလို့ရှိရင် comfort မျိုးစားတစ်စီးပဲတာကျန်ပါတော့မယ်ဒီကားကိုဆိုလို့ရှိရင်ညီမတို့ကအခုချိန်မှာဆိုရှင်အပီးစီဝယ်ယူတူအမီပေါက်နောက်ဆုံးနံပါတ်ရန်ကုန်လိုင်စင်နဲ့ကို3900အပီးစီနဲ့ရောင်းချပေးပါမယ်ညီမရှိမှာဆိုလို့ရှိရင် Jet တော်တီ2နံပါတ်ထွက်ပြီးသားတွေကဆိုလို့ရှိရင်လည်းရှိပါမယ်ဒီကားလေးရဲ့ကားတန်မိုးလေးက3900ဖြစ်ပါရဲ့ရှင့်ဒါမှမဟုတ် brand new တွေကလိုချင်တယ်ဆိုလို့ရှိရင်လည်းညီမတို့ရှိမှာအဖြူရောအမဲရောကို3850အပီးစီနဲ့ရောင်းချပေးမှာဖြစ်ပါရဲ့ရှင့်ဒီ Honda HS7 လေးကတော့ဒီနေ့ပဲစိုးအောက်သွားတဲ့ကားလေးဖြစ်ပါတယ်ဒီ BG60 လေးရဆိုလို့ရှိရင်လည်းညီမတို့ကတာချီလိတ်က customer ကိုပို့ပေးရမယ့်ကားလေးပဲဖြစ်ပါတယ်ရှင့်
ညီမရှိမှာ Suzuki Artiga တွေကဆိုလို့ရှိရင်လည်းတိုက်ဒီလေးလည်းရှိမယ်တိုက်4လေးလည်းရှိပါမယ်ဒီဘက်ကတိုက်4လေးကတော့ model 2020ပြီးခဲရောင်လေးဖြစ်သွားမယ်ဒီကားလေးကကားတက်မိုးလေးက3150ဖြစ်ပါရဲ့ရှင်ဒီဘက်က Artiga တိုက်ဒီ hybrid လေးကတော့ model 2024ဒီကားလေးကကားတက်မိုးလေးက3980ဖြစ်ပါရဲ့ရှင်ဒါမှမဟုတ်ညီမရှိမှာ Artiga တိုက်ဒီကို brand new လို့ခြင်းနဲ့ဆိုလို့ရှိရင်လည်း3980အပီးစီနဲ့ရောင်းချပေးနေပါပြီရှင်ညီမရှိမှာဆိုရှင် Chevrolet ထဲကဆိုလို့ရှင်လဲ Chevrolet ထွက်လေးရှိပါမယ်ဒီကားလေးကကျတော့ model ရော2019 Premier Grade ဖြစ်သွားမယ်ပြီး Panoramic Sunroof ပါသွားမယ်ဒီကားလေးကကားတန်မိုးလေးက3850ဖြစ်ပါရဲ့ရှင့်ကေတုမနီရောတို့ကားရှော့မှာဆိုလို့ရှိရင်အစ်စ်တွေရောအဟောင်းတွေရောတနေရာထဲမှာရရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလဲထက်ပဲလှုပ်အရေးကြပဲလှုပ်လာရောက်ဝယ်ယူနိုင်ပါပြီရှင့်အကယ်အရေးချနဲ့ဝယ်မယ်ဆိုလို့ရှိရင်ကားအစ်စ်ဆိုလို့ရှိရင်30ရာခိုင်နှုန်းကျွန်းပြီးတော့9နှစ်အရေးချဝယ်ယူလို့ရတယ်ကားအဟောင်းဆိုလို့ရှိရင်3နှစ်နဲ့90ရာခိုင်နှုန်းတောင်းပေးမဲ့ဖြင့်ဝယ်ယူလို့ရပါပြီရှင့်ကဲအဲ့တော့ဘာမှစောင့်မနေနဲ့အခုပဲပြန်လာကြလိုက်တော့နော်အားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါရစေအားလုံးပဲတဒါ